지왜 그바이 차들로 돈이야 엄마ကဲအားလုံးပဲကြောင်းရင်မျိုးတွေမင်္ဂလာပေါင်းနဲ့ခါချောင်းပြည့်စုံနဲ့เนาะဗုဒ္ဓဘူးဗုဒ္ဓဘယ်လိုပြောလဲညနေလေးဖြစ်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘူးနေ့ကျွန်တော်တို့တရက်နေ့ပေါ့ဗျာเนาะဗုဒ္ဓဘူးနေ့တရက်နေ့ကျွန်တော်တို့12နာရီ10မိနစ်အတွက်ကိုကျွန်တော်ရဲ့ချစ်တော်မိတ်ဆွေညီကိုဝန်သမားတွေအားလုံးအတွက်ကျွန်တော်ဘက်ကနေပြီးတော့မှเนาะဗုဒ္ဓဘူးနေ့ဆိုတာကဒါဟိုမြောက်ဒီမြောက်အလဲမှာရှိတယ်ပေါ့เนาะအဲ့ဒီနေ့မှာကျွန်တော်တို့ကနော်ကြောင့်ညီကောင်မောင်နှမတွေကိုအကောင်းဆုံးနည်းလမ်းလေးတွေနဲ့ကျွန်တော်ကချပြပြီးတော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကောင်မောင်နှမတွေအားလုံးပဲနော်ရွာလေးတွေအများဆုံးတက်လာအောင်ကိုကြီးဆောင်ရွက်ပြီးဖို့မြေတားရက်ခံပါတယ်34ရောက်သောမျိုးတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲ comment လေးမှာ hi okay မင်္ဂလာပါလို့ရေးပေးပါ share လို့ရတဲ့ညီကောင်နှမတွေ share မှု share လေးနဲ့ကိုညီပေးပါလိုက်လက်မမနေရသေးတဲ့ညီကောင်နှမလေးလိုက်လက်မလေးနှိပ်ပေးထားကြပါဗျာနော်ကဲအားလုံးသောညီကောင်နှမတွေအားလုံးပဲလိုက်လက်မလေးနှိပ်ပေးထားကြပါဦးနော်အားလုံးပဲလိုက်လက်မလေးနှိပ်ပေးထားကြပါဦးဗျာ46တော့မျိုးတွေအားလုံးပဲမင်္ဂလာပါ comment လေးမှာ hi okay မင်္ဂလာပါလို့ရေးပြီးလို့ရပါတယ်ကျောင်းရမျိုးတွေနော်ကျောင်းမျိုးတွေအားလုံးပဲ comment လေးမှာ hi okay မင်္ဂလာပါလို့ရေးပြီးထားလို့ရပါတယ်ဟောအဲ့လိုရေးပြီးလို့စိတ်မဆိုးဘူးနော်ရေးပြီးမှစိတ်ဆိုးမှတော့ပါအောင်မင်္ဂလာပါ comment မှာရေးပါ comment လေးတွေမတွေ့ဘူးနော် comment လေးမတွေ့ဘူးနော် viewer လေးတွေပူဆင်းသွားတယ်ကျောင်းရမျိုးတွေမတွေ့တာကြလို့စိတ်ကားတာလားစိတ်ကားတာကြလို့မတွေ့ရလားနော်တွေ့ရကြလို့စိတ်ကားတာလားစိတ်ကားတာကြလို့မတွေ့တာလား60တယောက်သောမျိုးတွေအားလုံးပဲမင်္ဂလာပါ
မိတန်းစဉ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဟုတ်ကဲ့ပါမင်္ဂလာပါเนาะမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေတကယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျအဲ့တော့ကျွန်တော်တို့အပြောလေးရှော့ပြီးတော့ကျွန်တော်တို့အလုပ်ကလေးနဲ့တက်တည်ကြလိုက်ကြရအောင်ဗျာเนาะပြောလေးတွေရှော့ပြီးတော့အလုပ်ကလေးတွေနဲ့တက်တည်ကြလိုက်ကြရအောင်အားလုံးပဲလက်ဦးလေးချီပြီးတော့နောက်ကလိုက်ဆိုအားလုံးပဲလက်ဦးလေးချီပြီးနောက်ကလိုက်ဆိုကြအညီညာလေးနော်အဲ့တော့ကျွန်တော်တို့သွားကြရအောင်နော်ကျွန်တော်တို့သွားကြရအောင်ဆိုတော့6ဘူးက6ထိပ်တဲ့6ဘူးဒီက6ထိပ်ကျွန်တော်3ည1က1အပိတ်နော်6က1ကပေါင်းခြင်းကျွန်တော်တို့6နဲ့1နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တော်မတွေဘာရလဲ6နဲ့1နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တော်မတွေဘာရလဲ6နဲ့1နဲ့ပေါင်းခြင်းဒီခွန်ပါတဲ့ခွန်ရဲ့ကျွန်တော်တို့နက်ခတ်ဒီက3ညပါခွန်3ညဒီက1ချင်းနော်ခွန်3ည1ချင်းလေးမှာကျွန်တော်တို့ဘာထွက်ရှိခဲ့တာလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ရဲ့မျိုးတွေခွန်3ည1ချင်းလေးမှာဘာထွက်ရှိခဲ့တာလဲဆိုရင်တဲ့နော်ခွန်3ည1ချင်းလေးမှာဘာထွက်ရှိခဲ့တာလဲဆိုရင်3ညဆိုတဲ့ကျွန်တော်တို့3ညလေးထွက်ရှိခဲ့ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်နော်4နာရီခွဲက3ည1က3ညထိပ်စီနောက်4နာရီခွဲနေ့ကကျွန်တော်တို့39က9ပိတ်နော်3ညရဲ့9ရဲ့ပေါင်းခြင်း3ညရဲ့9ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ကိုနက်ခတ်ခေါ်တဲ့အခါမှာက6 96ဒီက1ချင်း96 1ချင်းလေးကဘာထွက်ရှိခဲ့တာလဲဆိုရင်တဲ့ကျွန်တော်အမျိုးတွေ98ဆိုတဲ့9ထိပ်စီလေးထွက်ရှိခဲ့ပါတယ်တဲ့နော်114ရောက်သောအမျိုးတွေအားလုံးပဲမင်္ဂလာပါနော်114ရောက်သောအမျိုးတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာပါသားလေးတွေဟုတ်ကဲ့ပါမင်္ဂလာပါနော်အဲ့တော့ကျွန်တော်အမျိုးတွေထပ်ကြည့်မယ်39က3ထိပ်စီ39က3ထိပ်စီပါတဲ့36က6ပိတ်ပါတဲ့အဲ့တော့3နဲ့6နဲ့ပေါင်းခြင်း3နဲ့6နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တော်မတွေ9ရပါတယ်တဲ့အဲ့ဒီ9ကိုနက်ခတ်ခေါ်တဲ့အခါမှာက6 96ဒီက1ချင်း96 1ချင်းလေးမှာဘာတော့ရှိခဲ့တာလဲဆိုရင်ကျွန်တော်ရဲ့မျိုးတွေ60เนาะ68ဆိုတဲ့ sorry ဟုတ်တယ်68ဆိုတဲ့6ထိပ်စီတွေထွက်ရှိခဲ့ပါတယ်အားလုံးပဲတရားသောမျိုးတွေအားလုံးပဲမင်္ဂလာပါမင်းသူမင်္ဂလာပါဗျနော်မင်းသူပါတော့မင်္ဂလာပါနော်အဲ့တော့ကျွန်တော်ညီကောင်တော်မတွေ share မှု share လေးနဲ့ကိုညီပေးပါ share လို့ရတဲ့ညီကောင်တော်မလေး share မှု share လေးနဲ့ကိုညီပေးပါကြည့်ရှုနေတဲ့မိတ်ဆွေတွေထဲမှာ like လက်မမနှိပ်ရသေးတဲ့ညီကောင်တော်မလေး like လက်မလေးနှိပ်ပေးပါနော်ကျွန်တော်တို့မှာကျွန်တော်ရဲ့ညီကောင်တော်မတွေနှိပ်ပေးတယ် like လက်မလေးတွေပဲပြန်လဲရရှိတာဖြစ်ပါတယ်ကျွန်တော်တို့ကနော်ငွေလဲမလို့ပေးလဲမလို့ကျွန်တော်ညီကောင်တော်တွေစီနာနဲ့မြစ်တာနဲ့ပြတ်တာပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းစီဆိုတဲ့ပိုင်းစီမူရင်း channel ကိုကျွန်တော်ညီကောင်တော်တွေဆက်ခွိုက်မနှိပ်ရသေးတဲ့ညီကောင်တော်လေးဆက်ခွိုက်ပါလေးနှိပ်တော်ပြီးကိုမြစ်တာရက်ခံရပါတယ်လူတိလေးပါပေါ့နော်တကယ်လို့ကျွန်တော်ညီကောင်တော်တွေထဲမှာနော်လူသစ်မဟုတ်ဘဲနဲ့ကျွန်တော်ညီကောင်တော်တွေထဲမှာပေါ့နော်လိုက်လက်မမနှိပ်ရသေးတဲ့ညီကောင်တော်တွေလိုက်လက်မလေးနှိပ်ပြီးပါကိုကြီးမင်္ဂလာပါဗျာနော်စီမင်းလားမင်္ဂလာပါဘာမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါအဲ့တော့36က3ထိပ်တဲ့36က3ထိပ်29က9ပိတ်3နဲ့9နဲ့ပေါင်းခြင်း9အဲ့ဒီ9ကိုနက်ခတ်ခေါ်တဲ့အခါမှာက6 96ဒီကကျွန်တော်တို့က1ချင်း96 1ချင်းလေးမှာဘာတော့ရှိခဲ့တာလဲဆိုရင်6ဘူးဆိုတဲ့6ထိပ်စီနော်6ဘူးဆိုတဲ့6ထိပ်စီလေးထွက်ရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်ညူကောင်မှတစ်ချက်ကြည့်မယ်29ဒီက2ထိပ်29ဒီက2ထိပ်ပါ52ဒီက2အပိတ်ပါ2နဲ့2နဲ့ပေါင်းခြင်း2နဲ့2နဲ့ပေါင်းခြင်းဒီ4ပါအဲ့ဒီ4ကိုကျွန်တော်တို့ကနက်ခတ်ခေါ်တဲ့အခါမှာ2 4နှစ်ဒီ1ချင်း4နှစ်1ချင်းလေးမှာဘာတော့ရှိခဲ့တာလဲဆိုရင်190သောမျိုးတွေအားလုံးပဲမင်္ဂလာပါနော်အဲ့တော့4နှစ်1ချင်းလေးမှာဘာတော့ရှိခဲ့တာလဲဆိုရင်60နှစ်ဆိုတဲ့2ပိတ်လေးထွက်ရှိခဲ့ပါတယ်တဲ့နော်စစ်စအောင်လားစစ်စအောင်လားစစ်စီအောင်လားမင်္ဂလာပါဗျနော်နာမည်လေးတွေမှားခေါ်မိရင်ခွင့်လို့ပေးပါလို့နော်အဲ့တော့ကျွန်တော်50နှစ်က9ထိပ်စီ50နှစ်က9ထိပ်စီ48က8ပိတ်နော်9ရဲ့8ကပေါင်းခြင်း9နဲ့8နဲ့ပေါင်းခြင်းဒီ3ပါတဲ့အဲ့ဒီ3ကိုနက်ခတ်ခေါ်တဲ့အခါမှာကကျွန်တော်ညီကောင်မကြီး9 35တီက1ချင်း35တီ1ချင်းဆိုဘာထွက်ရှိခဲ့တာလဲဆိုရင်59ဆိုတဲ့9ထိပ်စီထွက်ရှိခဲ့ပါတယ်တဲ့240သောမျိုးတွေအားလုံးပဲမင်္ဂလာပါ viewer လေး1000ပြည့်အောင်ကျွန်တော်ညီကောင်မကြီးအမြန်ဆုံးဝိုင်းဝန်းပြီးတော့ share လေးလုပ်ပေးပါနော် viewer လေး1000ပြည့်အောင်လို့ကျွန်တော်ညီကောင်မကြီး share မှု share လေးနဲ့ကိုညီပေးပါ like လက်မမနေရသေးတဲ့ညီကောင်မကြီး like လက်မလေးနှိပ်ပေးပါနော်မိုးတက်ကိုမင်္ဂလာပါဗျနော်မင်းနော်မိုးတက်ကိုမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ကျွန်တော်တို့နော်ညာချမ်းလေးပါဗျနော်
different ဒီဟာဘယ်လိုခေါ်မလဲဒီပေါ့နော်96 1J နဲ့ဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မိုးကျော်တဲ့မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါနော်အဲ့တော့48က4ထိပ်တယ်ကျွန်တော်16က6ပိတ်4နဲ့6နဲ့ပေါင်းခြင်း4နဲ့6နဲ့ပေါင်းခြင်းဒီ3ညပါ3ညရဲ့နက်ခတ်ဒီကခွန်3ညခွန်ဒီ1ချင်းအဲ့တော့ကျွန်တော်တို့မနက်ကဘာထွက်ရှိခဲ့တာလဲကျွန်တော်ရဲ့မျိုးတွေ83ဆိုတဲ့ခွန်ထိပ်စီဟုတ်လားကျွန်တော်ရဲ့မျိုးတွေ304ရောက်တော့မျိုးတွေအားလုံးမင်္ဂလာပါကြည့်ရှုသူ300ကျော်နေပြီလိုက်လက်မလေးတွေအခုချိန်ဒီကျွန်တော်တို့နဲသေးတယ်ပေါ့နော်လိုက်လက်မလေး65ခုဆိုတာအတော်လေးကိုနဲနေတဲ့အနေအထားမှာရှိပါတယ်နော်မောင်ဆန်းလင်းလားလှတာမင်္ဂလာပါနော်တောင်းအေးတာမင်္ဂလာပါဣတနာဖြိုးမင်္ဂလာပါဗျနော်အဲ့တော့ကျွန်တော်တို့ကျောင်းညူကောင်မောင်နှမတွေကြည့်ရှုသူ400ပြေးတော့ပါမယ် viewer လေး1000ပြေးအောင်အများဆုံးနော် share လို့ရတဲ့ညူကောင်မောင်နှမတွေရဲ့ share လေးနဲ့ပြုလုပ်ပေးပါအဲ့တော့မ share လို့မရတဲ့ညူကောင်မောင်နှမတွေရဲ့ like လက်မလေးနှိပ်ပေးပါမှန်လေးကို2ချက်လောက်ထောက်လိုက်ပါမှန်လေးကိုလက်ကလေးနဲ့အဲ့လိုမျိုး2ချက်လောက်တောက်လိုက်တာနဲ့ကျောင်းညူကောင်မောင်နှမတွေ like လေးပေးပြီးသားဖြစ်ပါတယ်အဲ့လိုမျိုးမှန်လေးကို2ချက်လောက်တောက်ပြီး like လေးမပေးချင်ကြဘူးလားကျောင်းညူကောင်မောင်နှမတွေ like လက်မလေးတွေနှိပ်ပေးထားကြပါနော်မင်္ဂလာပါဖြူစော်လင်းမင်္ဂလာပါဗျာနော်အဲ့တော့16ကတိထိပ်ပါတဲ့နော်48က8ပိတ်ပါအဲ့တော့1နဲ့8နဲ့ပေါင်းရင်ကျွန်တော်ရဲ့ညူဘော်တော့နေမနေ့ပြန်ကျွန်တော်တို့နော်ကျွန်တော်ဗုဒ္ဓဘူးနေ့တရက်နေ့ပေါ့နော်တရက်နေ့ဗုဒ္ဓဘူးနေ့ကျွန်တော်12နာရီ10မိနစ်မှာထွက်မဲ့ကဏ္ဍလေးကိုကျွန်တော်ရဲ့ညူဘော်တော့400ကျော်တော့နော် comment လေးမှာတစ်ချက်လောက်မှန်းပါနော် comment လေးမှာတစ်ချက်လောက်မှန်းပေးပါနော် comment လေးမှာတစ်ချက်လောက်မှန်းပါမနေ့ပြန်ထွက်မဲ့1ချင်းလေးကို comment လေးမှာကျွန်တော်ညူဘော်တော့တစ်ချက်လောက်မှန်းပေးပါဗျနော်ကြည့်ရှုသူ400ကျော်ရှိတယ်ဗျာမနေ့ပြန်ကျွန်တော်ရဲ့ပါဇက်မှာလမ်းမဆုံးပါနဲ့ကျွန်တော်ရဲ့ချစ်တော်ညီကောင်တော်မိတ်ဆွေများနော်အဲ့တော့ကျွန်တော်ရဲ့ချစ်တော်ညီကောင်တော်မိတ်ဆွေများကျွန်တော်ရဲ့ပါဇက်မှာလမ်းမဆုံးပါနဲ့နော်အဲ့တော့ကျွန်တော်တို့ကောမလေးမှာတစ်ချက်လောက်ဝိုင်းပြီးတော့မှန်းပေးပါလို့နော်ဟုတ်ပြီလား430ရောက်တော့မျိုးရအားလုံးမင်္ဂလာပါလိုက်လည်းမနေရသေးနှိပ်တာနော်မပြောချင်ဘူးနော်ဟုတ်ပါတယ်96ပါနော်ကိုဒီနှလုံးပေါင်းချင်းဒီ9တဲ့အဲ့ဒီ9ကိုနက်ခတ်ခေါ်တဲ့အခါမှာက6 96ဒီမနက်ဖြန်ကျွန်တော်တို့နော်ဗိုလ်တော်ဘူးနေ့တရက်နေ့ကျွန်တော်တို့12နာရီ10မိနစ်အတွက်ကို96ဆိုတဲ့1ချင်းလေးဖြစ်ပါတယ်လို့နော်96ဆိုတဲ့1ချင်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်1ချင်းလေးတစ်ပင်နဲ့ထပ်ပြီးတော့ကျွန်တော်တို့သွားကြရအောင်နော်ကျွန်တော်1ချင်းလေးနောက်ထပ်တစ်ပင်နဲ့ထပ်ပြီးတော့သွားကြရအောင်အရင်ဆုံးကျွန်တော်ရဲ့ညီကောင်တော်မကြီးနားလေအောင်ရှင်းပြပေးပါမယ်ကျွန်တော်အရင်ဆုံး1ချင်းလေးတွေနဲ့အရင်ဆုံးသွားခြင်းပါတယ်1ချင်းလေးတွေနဲ့ဗာကြောင့်သွားခြင်းတာလဲဆိုလို့ရှိရင်နော်1ချင်းလေးတွေပြီးရင်ကျွန်တော်လုံးပိုင်းလေးတွေထုတ်ပေးမယ်လုံးပိုင်းလေးတွေပြီးရင်ကီးလေးထုတ်ပေးမယ်ကီးလေးထုတ်ပြီးဘရိတ်လေးတွေထုတ်ပေးမယ်ပြီးရနေကျွန်တော်ရဲ့ညီကောင်တော်မကြီးအတက်နိုင်သောအချင်းချုပ်ပြီးကဏ္ဍလေးတွေထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့73မိနစ်မှာကျွန်တော်ရဲ့ညီကောင်တော်မကြီးကြည့်ရှုသူ400ကျော်ရှိတယ် line လက်မှာ200ကျော်ရှိတယ်အဲ့တော့ကျွန်တော်ညီကောင်တော်မကြီးနော် viewer လေး1000ပြည့်အောင်လို့အားလုံးပဲကျွန်တော်ညီကောင်တော်မကြီး share လို့ရတဲ့ညီကောင်တော်မကြီးပိုင်စည်းကိုချစ်တဲ့ခင်နေဆိုတဲ့ညီကောင်တော်မကြီး share ပေးပါ like လက်မှာလေးနှိပ်ပေးပါ comment မှာ hi okay မင်္ဂလာလေးရေးပေးပါတင်မျိုးစောမှားနေတယ်လေအေးလေဘယ်နေရာမှာလို့လေ4နဲ့6နဲ့ပေါင်းခြင်း3ညရဲ့ဒီမှာ3ညရဲ့ပါဝါဒီကဟို3ညရဲ့နက်ခတ်ဒီကခွန်လေးကိုဘယ်နေရာမှားနေရလဲမသိဘူးเนาะ4နဲ့6နဲ့ပေါင်းတာ3ညပါလို့เนาะ4နဲ့6နဲ့ပေါင်းတာတကယ်3ညပါပဲเนาะကျွန်တော်ဘယ်နာလေးမှားနေတာလဲမသိဘူးเนาะ35မဟုတ်လေဒီ35อ่ะဒီဘောဟာကိုပေါင်းထားတဲ့ဟာဒီမှာ35เนาะကျွန်တော်နားလေးဟုတ်ကနားလေးနားမလေးလေးရှိရင်မေးပြပါเนาะတို့ကနှိပ်ပြီးပြီเนาะဟုတ်ကဲ့ပါနှိပ်ပြီးတဲ့ညီကောင်တော်မကြီးရောမနေ့ကတည်းကညီကောင်တော်မကြီးရောเนาะကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်1ချင်းလေးတစ်ပင်နဲ့သွားကြည့်ရအောင်เนาะ60က6ထိပ်เนาะ60က6ထိပ်တဲ့36က3ထိပ်အဲ့တော့ပြားနဲ့ပြလို့များတော့အနေနဲ့ပြရမယ်နော်60ဒီက6ထိပ်ပါတဲ့36ဒီက6 3ထိပ်ပါ3နဲ့6နဲ့ပေါင်းခြင်း3နဲ့6နဲ့ပေါင်းခြင်းကြောင်းညူကောင်က6နဲ့3နဲ့ပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ6ကိုပေါဝါခေါ်တဲ့အခါမှာက1ပါ
6တက်ဒီက1ချင်းနော်ကျွန်တော်ညီကောင်မကြီးနားလေလားမသိဘူးမင်္ဂလာပါတဲ့အောင်ကျော်ရေးမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ညီကောင်မကြီးထက်ကြည့်ပါ68က6ထိပ်စီ29က29က2ပိတ်2ထိပ်6နဲ့2နဲ့ပေါင်းခြင်း6နဲ့2နဲ့ပေါင်းခြင်းဒီ1ပါတဲ့အဲ့ဒီ1ကိုပါဝါခေါ်တဲ့အခါမှာက6ပါ16ဒီက1ချင်း16 1ချင်းလေးမှာဗာထွက်ရှိခဲ့တာလေဆိုရင်လည်း6ဘူးဆိုတဲ့ကျွန်တော်တို့6ဘူးဆိုတဲ့6တလုံးဆင်းခဲ့ပါတယ်68က6ထိပ်စီ59က5ထိပ်စီ6နဲ့5နဲ့ပေါင်းခြင်းက1ပါတဲ့1ကိုပါဝါခေါ်တော့6ပါတဲ့16ဒီက1ချင်းပါတဲ့16 1ချင်းမှာဗာထွက်ရှိခဲ့တာလေဆိုရင်လည်းကျွန်တော်ရဲ့ညီကောင်တော်တွေအားလုံးကြည့်မယ်နော်16 1ချင်းမှာ62ဆိုတဲ့6တလုံးဆင်းခဲ့ပါတယ်တဲ့နော်900ကျော်ပေါ့နော်ရှိရှိသူ900ကျော်နေပြီအခုမှဝင်လာတဲ့ညီကောင်တော်လေးတွေလိုက်လက်မမနေရသေးရင်လိုက်လက်မလေးတွေနှိပ်ထားပေးပါအခုမှဝင်လာတဲ့ညီကောင်တော်လေးတွေလိုက်လက်မလေးတွေမနေရသေးရင်လိုက်လက်မလေးတွေနှိပ်ထားပေးပါအဲ့တော့ကျွန်တော်တို့ဆက်ခွိုင်ပါမနေရသေးတဲ့ညီကောင်တော်တွေဆက်ခွိုင်ပါလေးတွေနှိပ်ထားပေးပါနော်ပိုင်စည်းရဲ့အကောက်ကိုအားပေးတဲ့ညီကောင်တော်တွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့တော့6ဘူးဒီက6ထိပ်48ဒီက4ထိပ်6နဲ့4နဲ့ပေါင်းခြင်းဒီ3ညပါတဲ့အဲ့ဒီ3ညကိုကျွန်တော်တို့ကအဲ့ဒီ3ညကိုပါဝါခေါ်တဲ့အခါမှာက9 3ည9ဒီ1ချင်းဘာထွက်ရှိခဲ့တာလဲကျွန်တော်ရဲ့မျိုးတွေ59ဆိုတဲ့9ထိပ်စီအဲ့တော့59ဆိုတဲ့9ထိပ်စီထွက်ရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ညီကောင်ကထပ်ကြည့်မယ်62ဒီက6ထိပ်ပါတဲ့16ဒီက1ထိပ်ပါ1နဲ့6နဲ့ပေါင်းခြင်းဒီခွန်ပါတဲ့အဲ့ဒီခွန်ကိုပါဝါခေါ်တဲ့အခါမှာက2ပါခွန်2ဒီက1ချင်းခွန်1ချင်းလေးမှာကျွန်တော်ရဲ့မျိုးတွေဘာထွက်ရှိခဲ့တာလဲခွန်1ချင်းလေးမှာကျွန်တော်ရဲ့မျိုးတွေဘာထွက်ရှိခဲ့တာလဲနော်83ဆိုတဲ့ခွန်ထိပ်ကြီးထွက်ရှိခဲ့တာပါတဲ့611ရောက်တော့မျိုးတွေအားလုံးပဲမင်္ဂလာပါဖိုးချစ်တဲ့ချစ်တယ်တဲ့မင်္ဂလာပါဗျနော်နင်းရေမင်္ဂလာပါနော်ကျွန်တော်ကိုအပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်ချစ်ခင်ကျေးဇူးတင်ပါတယ်ဗျ933ယောက်930ယောက်တော့မျိုးတွေအားလုံးပဲမင်္ဂလာပါကြီးစုသူ900ကျော်နေပြီเนาะ viewer လေး1000ပြည့်အောင်ကျွန်တော်ညီကောင်တို့က share မှု share လေးနဲ့ကိုညီပဲပါကျွန်တော် break လေးထုတ်ပြီးတော့တကွက်ကောင်းလေးတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ subscriber မနေရသေးတဲ့ညီကောင်တို့က subscriber လေးနှိပ်လိုက်လက်မမနေရသေးတဲ့ညီကောင်တို့ကလိုက်လက်မလေးနှိပ်ထားပါအဲ့တော့မနေ့ပြန်ကိုထွက်မဲ့ကဏ္ဍလေးတစ်ချက်ကြည့်မယ်59ဒီက9ထိပ်ပါ48ဒီက4ထိပ်ပါ9နဲ့4နဲ့ပေါင်းခြင်းကျွန်တော်ရဲ့ညီကောင်တို့ကမနေ့ပြန်ထွက်မဲ့ဟာလေးကိုကြီးစုသူ900ကျော်ရှိတယ်လက်ရှိမှာကြီးစုသူ900ကျော်ရှိတယ်အဲ့ဒီ900ကျော်ထဲမှာကျွန်တော်ရဲ့ညီကောင်တော်မတွေထဲမှာခညညက်တရားဝင်ပါပါဘူးเนาะတကယ်ကျွန်တော်ရဲ့ညီကောင်တော်မတွေကျွန်တော်ကိုလည်းချစ်တယ်အားပေးတဲ့ညီကောင်တော်မတွေเนาะဒီဟာကိုလည်းဝါသနာပါလို့ကျွန်တော်ရဲ့ညီကောင်တော်မတွေလာကြည့်နေတဲ့ညီကောင်တော်မတွေပဲဖြစ်ဖြစ်เนาะ comment လေးမှာတစ်ချက်လောက်မှန်းပေးပါမနေ့ပြန်ထွက်မဲ့ကဏ္ဍလေးကို comment လေးမှာတစ်ချက်လောက်မှန်းပေးပါကျွန်တော်ရဲ့ဗဇက်မှာလမ်းမဆုံးပါနဲ့အဲ့တော့ကျွန်တော်ရဲ့ညီကောင်တော်မတွေအကုန်လုံးမနေ့ပြန်ထွက်မဲ့ကဏ္ဍလေးကို comment လေးမှာတစ်ချက်လောက်မှန်းပေးရင်ဘရိတ်ကလေးပါပြပေးမယ်ဗျာเนาะဒီညနေအတွက်ကိုကျွန်တော်ဘရိတ်ကလေးပါပြပေးမှာဖြစ်ပါတယ်လို့เนาะအဲ့တော့ဒီညနေအတွက်ကိုကျွန်တော် sorry ဒီညနေမှာကျွန်တော်နောက်နေ့မနေ့တော့ကိုဘရိတ်ကလေးပါပြပေးမှာဖြစ်ပါတယ်လို့เนาะ956ရောက်တော့မျိုးတွေအားလုံးပဲမင်္ဂလာပါเนาะ3ညလာနိုင်လားတစ်ချက်ကြည့်မယ်เนาะအဲ့ဒါတော့ကြည့်ရမှာလားเนาะ3ညလာနိုင်လားဆိုတော့ကျွန်တော်တို့ကတစ်ချက်ကြည့်ရမှာပေါ့เนาะအဲ့တော့952ရောက်တော့မျိုးတွေတစ်ချက်လောက်မှန်းဟုတ်ပါတယ်เนาะဒါလိုပဲလေဒီလိုပဲဖြစ်နေရမှာကျွန်တော်ရဲ့မျိုးတွေထဲမှာဒီကเนาะခက်ညက်ညက်နေတရားဝင်ပါဘူးเนาะပြောပြီးသားခက်ညက်ညက်နေတရားဝင်ပါဘူးလာပြီးတော့เนาะပိုင်းလေးကိုလာပြီးအားပေးနေတဲ့မျိုးတွေထဲမှာခက်ညက်ညက်တရားဝင်ပါဘူးเนาะဟုတ်ပါတယ်เนาะကျွန်တော်တို့ကိုဒီနှလုံးပေါင်းချင်းဒီကိုရဲ့ပါဝါဒီ4လေးဒီကျွန်တော်တို့က1ချင်းအဲ့တော့ဒီမှာကြည့်ကျွန်တော်မျိုးတွေတခုပြောရမယ်နော်တခုပြောရမယ်တေချာကြည့်နော်3ညခွန်ချင်းနဲ့ခွန်နဲ့ချင်းမှာခွန်ချင်းတူလို့ကျွန်တော်တို့ခွန်တစ်လုံးပါတွေ့လားနော်35နဲ့3ည5မှာ9ချင်းတူလို့9တစ်လုံးပါနဲ့နော်
ဒီမှာကျွန်တော်တို့က96နဲ့16မှာ66ချင်းတူလို့6တလုံးပိုင်း96နဲ့61မှာ66ချင်းတူလို့6တလုံးပိုင်းမနက်ဖြန်မှာ99ချင်းတူလို့အတွက်မနက်ဖြန်9တလုံးမပိုင်ဘူးလားဒါလေးကျွန်တော်ပြောချင်တာပါလို့နော်ဒါလေးကျွန်တော်ပြောချင်ပါတယ်မနက်ဖြန်မှာ99ချင်းတူလို့ကျွန်တော်9တလုံးမပိုင်ဘူးလားကျွန်တော်ရဲ့ညီကောင်တော်တွေမနေ့ဖြန်တော့ကျွန်တော်ဗရေကလေးချပြပေးမှာဖြစ်ပါတယ်လို့နော်မနေ့ဖြန်တော့ကျွန်တော်ဗရေကလေးချပြပေးမယ်ပြီးရင်လုံးမိုင်လေးတစ်လုံးပြပေးမယ်အဲ့ဒါလေးပြီးရင်ကျွန်တော်ရဲ့ညီကောင်တော်တွေကိုတကွက်ကောင်းလေးထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ viewer လေး1000ပြည့်အောင်ရှင်းမယ်ကျွန်တော်ရဲ့ညီကောင်တော် viewer လေး1000ပြည့်အောင်ရှင်းမယ် like လက်မလေးတွေကျွန်တော်တို့နှိမ့်မယ်နော် like လက်မလေးတွေနှိမ့်မယ်အားမနန်နဲ့ like လက်မလေးတွေနှိမ့်ထားမယ်ဗျနော်အားမနန်နဲ့ကျွန်တော်ရဲ့ညီကောင်တော်တွေ like လက်မလေးတွေနှိမ့်ထားမယ်နော်ဟုတ်ပြီလားကဲအဲ့တော့ကျွန်တော်ညီကောင်တို့ကလေနော် viewer လေးကြာသွားရနော်ညီကိုရေးတော့96တင်ထိုးတယ်နော်အဲ့တော့ကျွန်တော်ညီကောင် viewer လေးပြန်ဆင်းသွားရနော်မဆင်းနေအောင်တော့ကျွန်တော်ဗရေကလေးလည်းပြအောင်မယ်လုံးမိုင်းလေးလည်းပြအောင်မယ်နော်ကျွန်တော်ညီကောင်တို့ကတစ်ချက်ကြည့်အောင်ဗရေကလေးကိုကျွန်တော်ပြပေးမယ်နော်ဗရေကလေးကိုကျွန်တော်ပြပေးမယ်နှစ်လေးဒီရာနော်ကျွန်တော်နှစ်လေးက4ဘိတ်နော်နှစ်လေးက4ဘိတ်36က36က3ထိပ်အဲ့တော့4နဲ့3နဲ့ပေါင်းခြင်းကျွန်တော်ရဲ့ညီကောင်တို့ကဗရေကလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အခုပြပေးနေတာဗရေကလေးဖြစ်ပါတယ်24က4ဘိတ်ပါ36က3ထိပ်ပါ4နဲ့3နဲ့ပေါင်းခြင်းကျွန်တော်ရဲ့ညီကောင်တို့ကဘာရလဲနော်4နဲ့3နဲ့ပေါင်းခြင်းကျွန်တော်ရဲ့ညီကောင်တို့ကဘာရလဲ4နဲ့3နဲ့ပေါင်းခြင်းဒီတဲ့ကျွန်တော်တို့နော်4နဲ့3နဲ့ပေါင်းခြင်းဒီတဲ့4ပါတယ်အဲ့ဒီ4ကိုပါဝါခေါ်တဲ့ခါမှာက9ပါ4ရဲ့နက်ခတ်ဒီက2ပါ4 9 2ဒီဘရိတ်နော် viewer လေးကြာသွားတယ်နော် viewer 1000ပြည့်အောင်စောင့်ပါတယ်ဆိုမှနော် viewer လေးပြန်ဆင်းသွားတယ်သိလားကျွန်တော်ညီကောင်မကြီးတော်တော်ချစ်ဖို့ကောင်းတယ်24က4ဘိတ်ပါတဲ့4ဘိတ်ပါတဲ့36က3ထိပ်ပါတဲ့4နဲ့3နဲ့ပေါင်းခြင်း4နဲ့3နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်မကြီး4ပါ4ကိုပါဝါခေါ်တော့9 4ရဲ့နက်ခတ်ဒီက2ဘာထွက်တာတစ်ချက်ကြည့်68ဆိုတဲ့4ဘိတ်နော်36က3ထိပ်3ပိတ်ပါတဲ့29က2ထိပ်ပါတဲ့3နဲ့2နဲ့ပေါင်းခြင်း3နဲ့2နဲ့ပေါင်းခြင်းဒီ2ပါတဲ့2ကိုပါဝါခေါ်တဲ့အခါမှာကခွန်2ရဲ့နက်ခတ်ဒီက4 2ခွန်4နော်2ခွန်4ဒီဘာဖြစ်မလဲဘရိတ်2ခွန်4ဘရိတ်မှာမထပ်ရှိခဲ့တာလေ6ဘူးဆိုတဲ့2ဘရိတ်နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်98က8ပိတ်52က9ထိပ်8နဲ့9နဲ့ပေါင်းခြင်း8နဲ့9နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကိုမောင်နှမတွေဘာရတာလဲဆိုရင်3နဲ့အဲ့ဒီ3ကိုပါဝါခေါ်တော့8 3ရဲ့နက်ခတ်ဒီက9 385ဒီဘရိတ်385ဘရိတ်မှာကျွန်တော်တို့ဘာထွက်ရှိခဲ့တာလဲတစ်ချက်ကြည့်6နှစ်ဆိုတဲ့10ဘရိတ်မဟုတ်ဘူးလားဟုတ်လားကျွန်တော်ရဲ့ညီကောင်တို့တွေနော်မဟုတ်ဘူးလားဟုတ်လားကျွန်တော်ညီကောင်တို့တွေတစ်ချက်ကြည့်ပါနော်ကျော်ခင်လာမင်္ဂလာပါဗျနော်ကျွန်တော်ကိုအားပေးနေကြတဲ့ကြည့်ရှုနေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါနော်နေချင်းနဲ့နော်496ပြီးတဲ့ဟုတ်ကဲ့ပါနော်အခုလိုကြံပြီးကြတဲ့ညီကောင်တို့တွေအားလုံးတူဦး跳ချင်းကြံကျေးဇူးပါ68က8ပဲတဲ့48က4ထိပ်စီးအဲ့တော့8နဲ့4နဲ့ပေါင်းခြင်း8နဲ့4နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တို့တွေ2ပါ2ကိုပါဝါခေါ်တဲ့အခါမှာကခွန်2ရဲ့နက်ခတ်ဒီက4 2ခွန်4ဘရိတ်ဘာလို့ရှိခဲ့တာလဲကျွန်တော်ရဲ့မျိုးတွေ2ခွန်4ဘရိတ်မှာဘာလို့ရှိခဲ့တာလဲ59ဆိုတဲ့4ဘရိတ်နော်အဲ့တော့ထပ်ကြည့်မယ်6ဘူးက6ပိတ်တဲ့နော်6ဘူးက6ပိတ်16ကတစ်ထိပ်6နဲ့1နဲ့ပေါင်းခြင်း6နဲ့1နဲ့ပေါင်းခြင်းဒီခွန်မှာခွန်ရဲ့ပါဝါဒီက2ပါခွန်ရဲ့နက်ခတ်ဒီက3ည2ခွန်3ညပရိတ်မှာမနက်ကဘာထွက်ရှိခဲ့တာလဲကျွန်တော်ရဲ့ညီကောင်တို့တစ်ချက်ကြည့်ပါခွန်3ဆိုတဲ့3ညပရိတ်အဲ့တော့မနက်ဖြန်မှာထွက်မဲ့ကနော်ပရိတ်ကလေးကိုကျွန်တော်မပြောဘူးကျွန်တော်ရဲ့ညီကောင်တို့comment လေးမှာတစ်ချက်လောက်မှ6နှစ်က2အပိတ်နဲ့4 8က4ထိပ်စီနော်ကြည့်ရှုသူကျွန်တော်မျိုးတွေ695ယောက်လောက်ရှိမှာပေါ့နော်အဲ့ဒါရှိတယ်အဲ့တော့မနက်ဖြန်မှာထွက်မဲ့ပရိတ်ကလေးကိုကျွန်တော်ရဲ့ညီကောင်တော်မတွေ990တော့အမျိုးတွေအားလုံးပဲမနက်ဖြန်မှာထွက်မဲ့ပရိတ်ကလေးကိုနော်990ကျော်လုံးမပြောနိုင်ရင်တော့မှအယောက်80လောက်ပဲ comment မှာတစ်ချက်လောက်မှန်းပေးဗျာလိုချင်လို့ပါနော်ကြောင်းရင်ညီကောင်မတွေတက်ညီလက်ညီလေးလက်ရှိ800ကျော်သွားပြီဟုတ်ပြီနော် viewer လေး1000ကျော်တော့မယ်
အဲ့တော့တက်ညီလက်ညီလေးနဲ့မနေ့ပြန်မှာထွက်မဲ့ပရိတ်ကလေးကိုကျွန်တော်ညီကောင်မကြီးတွေလည်းနားလည်နေတာပဲ comment လေးမှာတစ်ချက်လောက်မှန်းပေးပါမနေ့ပြန်ထွက်မဲ့ပရိတ်ကလေးကို comment လေးမှာတစ်ချက်လောက်မှန်းပေးပါလက်ရှိ840ရှိတယ်အဆုံးထွက်40လောက်ရရင်တော်ပြီဗျာเนาะကျွန်တော်ညီကောင်မကြီး comment လေးမှာတစ်ချက်လောက်မှန်းပေးနော်ပြီးရင်ကျွန်တော်ဘက်ကကီးလေးနဲ့ကီးလေးတစ်ခုထုတ်ပေးအောင်မယ်ကီးလေးထုတ်ပြီးပြီးရင်ကျွန်တော်တကွက်ကောင်းလေးတော့ကျွန်တော်ညီကောင်မကြီးကိုလုပ်ပေးမယ်နော်ဟုတ်ပါရဲ့နော်โอเคပါအဲ့ဒါမျိုးလိုချင်တာဗျပြောလိုက်တာ ਨੇ ပိုင်စည်းရဲ့အမျိုးတွေကပိုင်စည်းပြောသလိုမျိုးလှုပ်ပေးရဲဆိုတဲ့ PD လေးကဘယ်လောက်ထိအားရှိတယ်ဆိုတော့ကျွန်တော်ညီကောင်တော်တွေကိုယ်တိုင်ကြုံမှုရင်သိပါလိမ့်မယ်နော်အဲ့လိုမျိုးလာရောက်ပြီးကြည့်ရှုပေးနေကြတဲ့အထင်မှာပိုင်စည်းဒါလေးတော့ပြောပြပါလို့ပြောလိုက်တာ ਨੇ ကျွန်တော်ညီကောင်တော်ကြီးပြောပြီးတဲ့ PD ကဘယ်လောက်ထိအားရှိလဲဆိုတာလေဒါကျွန်တော်ညီကောင်တော်ကြီးနော်တနည်းတိုင်းတော့နားလည်ပါလိမ့်မယ်အဲ့တော့ live လက်မှာမနေရသေးတဲ့ညီကောင်တော်ရဲ့ live လက်မှာလေးနှိပ်ပေးပါ subscribe မနေရသေးတဲ့ညီကောင်တော်ရဲ့ subscribe လေးနှိပ်ပေးထားပါနော်ဒါလေးလည်းထပ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ပါတယ်နော်2နဲ့4နဲ့ပေါင်းချင်းဒီ6ပါတဲ့6ရဲ့ပါဝါဒီက1ပါ6ရဲ့နက်ခတ်ဒီက9ပါမနက်ဖြန်6တက်9ဒီတဲ့ဗရိတ်ဖြစ်ပါတယ်တဲ့နော်အဲ့တော့မနက်ဖြန်မှာ6တက်9ဗရိတ်ဖြစ်ပါတယ်တဲ့နော်အဲ့တော့6တက်9ဗရိတ်ကိုကျွန်တော်တို့က6လဲ9ပိုင်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ9ဖြစ်တဲ့အတွက်9ပိုင်ဆိုပြီးတော့ကျွန်တော်တို့ကရထားတယ်အဲ့တော့အဲ့ဒီ9ပိုင်လေးကိုမနက်ဖြန်မှာဘာနဲ့တွဲရမလဲဆိုတော့ကျွန်တော်တို့နော်တစ်ချက်တော့ကြည့်မယ်ဒါ9ပိုင်သွားပြီပဲခဏထားပါတော့9ပိုင်သွားပြီလို့ပဲကျွန်တော်တို့စိတ်ထဲမှာခဏမှတ်ပြီးတော့မနှက်ပြန်မှာဘာနဲ့တွဲရမလဲဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်ကြည့်ကြမယ်เนาะမနှက်ပြန်မှာဘာနဲ့တွဲရမလဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ညီကောင်တို့ကကြည့်ပါနော်ဒီရပဲကျွန်တော်ပြမယ်ဒါပေမဲ့ तू ကအပင်ရှည်ကြီးပဲเนาะဒါကကျွန်တော် calendar site ထဲကနေဆွဲယူပြီးတော့ကျွန်တော်ညီကောင်တို့တွေတော့ကိုကျွန်တော်က calendar site ထဲကနေဆွဲယူပြီးတော့ပြထားတာဖြစ်ပါတယ်เนาะ68က6 days 29က9 bait เนาะ6နဲ့9နဲ့ပေါင်းခြင်း6နဲ့9နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကောင်တို့တွေ6နဲ့9နဲ့ပေါင်းခြင်းဒီတဲ့9ဆိုပြီးရတယ်တဲ့အဲ့ဒီ9ကိုပါဝါခေါ်ရင်3ညအဲ့ဒီ9ရဲ့နှက်ခတ်ဒီက3 9 3ည3 9 3ည3ဒီကျွန်တော်တို့ကဒီမှာဆင်းရမယ်ဆိုတော့ဘာဆင်းသွားတာလဲ52ဆိုတော့9တလုံးဆင်းတယ်တဲ့အဲ့တော့ကျွန်တော်ကြည့်6ဘူးက6ထိပ်52က2အပိတ်เนาะ6နဲ့2နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တို့8ရပါတယ်အဲ့ဒီ8ကိုပါဝါခေါ်တော့ကျွန်တော်ညီကောင်တို့8ရဲ့ပါဝါဒီက3 8ရဲ့နှက်ခတ်ဒီက1 38ဒီတလုံးဆင်းရမယ်ဆိုတော့ကျွန်တော်ညီကောင်တို့ဘာထောက်ထခဲ့တာလဲ48ဆိုတဲ့ဒီမှာ8တလုံးဆင်းခဲ့ပါတယ်တဲ့เนาะအဲ့တော့ထပ်ကြည့်မယ်ကျွန်တော်ညီကောင်တို့เนาะ62က6ဒေစီ48က8အပိတ်เนาะအဲ့တော့6နဲ့8နဲ့ပေါင်းခြင်း6နဲ့8နဲ့ပေါင်းခြင်းဒီ4ပါတဲ့အဲ့ဒီ4ကိုပါဝါခေါ်တဲ့အခါမှာက2 4ရဲ့4ကိုပါဝါခေါ်တဲ့အခါမှာကို4ရဲ့နှက်ခတ်ဒီက2 4ကို2ဒီတလုံးဆင်းရပါမယ်တဲ့နော်4ကို2တလုံးဆင်းရပါမယ်ဆို59ဆိုတဲ့9တလုံးနော်59ဆိုတဲ့9တလုံးအဲ့တော့ထပ်ကြည့်မယ်နော်ကြောက်ညိုပါ59က9ထိပ်စီးတယ်နော်16က6ပိတ်တဲ့9နဲ့6နဲ့ပေါင်းခြင်းဒီတက်ပါတဲ့အဲ့ဒီတက်ကိုပါဝါခေါ်တဲ့အခါမှာကဟိုဗါတက်ရဲ့နှက်ခတ်က8တက်ရဲ့ပါဝါဒီက6 816ပေါ့နော်618အဲ့တော့ကျွန်တော်တို့ဒီမှာဘာထွက်ရှိခဲ့တာလဲ48ဆိုတဲ့8အပိတ်လေးထွက်ရှိခဲ့တာဒါပေမဲ့မနက်ဖြန်မှာကျွန်တော်ညီကောင်မကြီး83ကခွန်တိစီ48က8အပိတ်နော်ခွန်ရဲ့8ကပေါင်းခြင်း9ရဲ့ပါဝါဒီက3ည9ရဲ့နှက်ခတ်ဒီက3 9 3ည3မနက်ဖြန်မှာတစ်လုံးဆင်းရမယ်ဆိုတော့ကျွန်တော်ညီကောင်မကြီးကြိုက်လာတော့မသိဘူးကျွန်တော်ကတော့ကြိုက်ပါတယ်ကျွန်တော်ညီကောင်မကြီးကြိုက်လာတော့မသိကျွန်တော်ကတော့ကြိုက်တယ်နော်ဟုတ်ပါတယ်9 3ည3เนาะအဲ့ဒါလေးတစ်လုံးဆင်းရမယ်ဆိုတော့ကျွန်တော်တို့အဲ့ဆိုတော့မနက်ဖြန်တော့ကိုကျွန်တော်တို့တကွက်ကောင်းလေးရှာမယ်ဗျာနော်ကျွန်တော်ညီကောင်တို့ကမနက်ဖြန်တော့တကွက်ကောင်းလေးရှာမယ်တကွက်ကောင်းလေးရဖို့တော့ဆိုရင်ကျွန်တော်တို့လုံးဝလေးလိုမယ်နော်တကွက်ကောင်းလေးရဖို့တော့ဆိုလုံးဝအဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်ဗျာနော်6ကလုံးပါ6ဒီကျွန်တော်ဗာရတာလေ6ဒီဘိုင်လို့ပြောလို့ရပြီနော်6ဒီဘိုင်ပေါ့နော်6ဘိုင်ကျွန်တော်တို့က6ဘိုင်96ဒီရချိန်နော်96ဒီရချိန်6ဘိုင်96ဒီရချိန်နော်94ဒီရကျွန်တော်တို့ကချိန်နော်ခဏလေးထုတ်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကောင်တို့ကဒီအာယုံဆိုင်ပြီးအားလုံးပဲလိုက်ကြည့်ပေးပါနော်အဲ့တော့96ဒီရချိန်619ဒီကဗရိတ်နော်အဲ့တော့မနေ့ဖြတ်မှာကျွန်တော်ရဲ့ညီကောင်တို့တွေကိုကျွန်တော်ကနေပြီးတော့နော်မနေ့ဖြတ်မှာကျွန်တော်ရဲ့ညီကောင်တော်မတွေကိုကျွန်တော်ကနေပြီးတော့ဗောနော်တကွက်ကောင်းလေးပေးခြင်းပါတယ်နော်ကျွန်တော်တကွက်ကောင်းလေးပေးခြင်းပါတယ်ကျွန်
ကျွန်တော်တို့เนาะဒါ formula အတိုင်းလေးပေါ့เนาะဒါကျွန်တော်ရဲ့ညီကောင်တွေဒါ calendar site တွေကနေပြီးကျွန်တော်ပြန်ပြီးထုတ်ပြပေးတာဒီဥစ္စာကိုအချို့လူတွေပဲနားလည်လိမ့်မယ်เนาะကြည့်နေတဲ့သူတွေနားမလည်တဲ့သူတွေတက်ပိုင်ပါကောင်းပါလိမ့်မယ်ဒီဘက်က key လေးထုတ်ပေးတာလေအဲ့တော့ကျွန်တော်ညီကောင်တွေကိုမနေ့ပြန်မှာကျွန်တော်တို့တကွက်ကောင်းလေးထုတ်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ကเนาะဟိုတရက်နေ့ပေါ့နော်တရက်နေ့မှာကျွန်တော်ညီကောင်က calendar site အတွက်ကိုကျွန်တော်တို့အားစရာလည်းမလိုပေါ့နော်အားစရာလည်းမလိုဘူးကျွန်တော်ဟိုတဲ့ပေါ့နော်အဲ့ဒီကဏ္ဍတကွက်ကောင်းလေးကျွန်တော်ထုတ်ပေးခြင်းပါတယ်ကျွန်တော်ညီကောင်တို့တွေနော်အဲ့တော့ကျွန်တော်တို့3ညာကိုကျွန်တော်ရဲ့ညီကောင်တွေ694 596 165မှာကျွန်တော်တို့လာပြီးတော့နော်ကျွန်တော်တို့ Viber ရှိမယ် Viber ရှိမယ်ကျွန်တော်တို့ message ပေါ့နော် message ရှိပါမယ်ကျွန်တော်ညီကောင်ကဒီညလေးကျွန်တော်ပို့ပေးထားပါမယ်နော် message မှာ high ထားပါလို့နော်ကျွန်တော်ညီကောင်ကလေမနေ့ပြန်မှာ6945665မှာကျွန်တော်တို့တကွက်ကောင်းထုတ်ပေးပါမယ်နော်တကွက်ကောင်းเนาะကျွန်တော်ညီကောင်ကတကွက်ကောင်းပါတကွက်ဆိုတကွက်ကောင်းပေါ့နော်တကွက်ကောင်းလေးလာယူလို့ရပါတယ်အဲ့တော့ကျွန်တော်ညီကောင်ကငွေဝင်ကြည့်ကြတဲ့တသားမယ်เนาะအဲ့တော့ကောင်းရင်ခံစိုးရင်ဆန်အမှားမှန်ကိုလက်ခံပေးနိုင်မှလာရောက်ပြီးယူပေးပါเนาะပို့တဲ့အခါမျိုးမှာလည်းကျွန်တော်ညီကောင်ကကျွန်တော်ပြောမယ်เนาะပို့တဲ့အခါမျိုးမှာလည်းเนาะကျွန်တော်အဲ့လိုမျိုးနည်းနည်းလေးများတဲ့အတွက်ကြောင့်မို့လို့အချို့လူတွေမပူးမိရင်ခွင့်လုပ်ပေးပါလို့เนาะနောက်နေ့တော့ကိုကျွန်တော်ပို့ပေးပါမယ်เนาะဒီညမှာလာပြီးတော့ဟိုင်းထားပြီးတော့မှကဏ္ဍမရောက်ဘူးပါညာဆိုလို့ရှိရင်လည်းเนาะကျွန်တော်ပြောမယ်เนาะအဲ့ဒါဟိုနည်းနည်းလေးများတဲ့အတွက်ကြောင့်မို့လို့ message error လေးထောက်တဲ့အခါမျိုးကြလို့ရှိရင်မရောက်ရင်ခွင့်လုပ်ပေးဖို့เนาะအခုတွေကမြစ်တာရက်ခံရပါတယ်เนาะ Viber ရှိမယ် message ရှိမယ်ကျွန်တော်တို့နှစ်နေရာလုံးကဟိုင်းထားလို့ရပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်ဗျာเนาะ6ပိုင်းလေးနဲ့ကျွန်တော်တို့ထုတ်ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ကဘာရှိမလဲ6ဘူးတစ်ခွက်ရှိမယ်ဗျာเนาะ6ဘူးတစ်ခွက်ရှိမယ်6ဘူးတစ်ခွက်ရှိမယ်ကျွန်တော်တို့က6ဘူးတစ်ခွက်ရှိမယ်94เนาะပါဝါရှိမယ်96နှစ်ခက်ရှိမယ်ပေါ့နော်ဒါ6ပိုင်းလေးနဲ့ပြန်ထုတ်မယ်ဆိုလို့ရှိရင်6ဘူးဒီ6ပရိဖြစ်တယ်90เนาะ6ဘူးဒီ6ပရိဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာ6ဘူးတစ်ခွက်ရှိမယ်ပြီးတော့အဲ့ဒါလေးပြန်ပြီးတွဲပြီးမှာပေါ့နော်အဲ့တော့90လာပြီဗျာเนาะကျွန်တော်တို့6ပရိနဲ့ဆိုရင်ကျွန်တော်တို့က93နဲ့တွဲမယ်ဆိုရင်90 95เนาะ90 95 93เนาะဒီဟာလေးရှိမယ်တကယ်လို့ကျွန်တော်6ပရိလေးနဲ့9ကိုတွဲမယ်ဆိုရင်9ဘူးเนาะ1ပရိကိုယူမယ်ဆိုရင်92เนาะအဲ့တော့9ပရိကိုเนาะ9ပရိဖြစ်အောင်ဆိုရင်ဒီမှာကျွန်တော်90ဆိုပြီးတော့လာထားပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့မျိုးတွေမနှက်ဖြန်မှာကျွန်တော်တို့ကเนาะချိန်လေးကိုဟောဖြစ်တယ်ဆိုတော့6နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့65เนาะဒါ6ကပြန်လာနိုင်ကြီးအများကြီးရှိသေးတယ်เนาะ65ကျွန်တော်တို့က65ရဲ့60 5ရဲ့60ရဲ့ပေါ့နော်ဒါ65 60ဆိုတဲ့ကဏ္ဍလေးလည်းကောင်းပါတယ်เนาะပြီးလို့ရှိရင်65 60 63เนาะ40 43เนาะ40 43ဒါလေးတွေကျွန်တော်တို့ရှိပါတယ်เนาะဒါကတော့ကျွန်တော်ညူကောင်မတွေเนาะအာဘီကစားမယ်ကဏ္ဍလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ထဲကမှကျွန်တော်ကပြန်ပြီးတော့ကဏ္ဍ6ကွက်ပြန်ရွေးထုတ်ပေးပါမယ်เนาะကဏ္ဍ6ကွက်ပြန်ရွေးထုတ်ပေးပါမယ်90 40 96 95 43 9ဘူးเนาะဒီကဏ္ဍ6ကွက်ကိုကျွန်တော်ဘက်ကပြန်လဲပြီးတော့ရွေးထုတ်ပေးလိုက်ပါပြီเนาะဒါတော့ကျွန်တော်ညီကောင်မနက်ဖြန်မှာအားပြီးတော့ကစားပါဒါအကြိုက်ဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်အဲ့တော့မနက်ဖြန်မှာကျွန်တော်တို့တကွက်ထဲနဲ့ကောင်းရင်လည်းခံမယ်ဟိုကောင်းရင်လည်းဆမ်းမယ်စိုးရင်လည်းခံမယ်ဆိုတော့ကျွန်တော်ညီကောင်တို့တွေเนาะလာရောက်ပြီးတော့ကျွန်တော်တို့เนาะ Viber ရှိမယ် message ရှိမယ်အဲ့ရနေပြီးကျွန်တော်ဟိုင်းထားပါလို့เนาะကျွန်တော်တကွက်ကောင်းလေးကျွန်တော်တကွက်ကောင်းလေးချပြီးမှဖြစ်ပါတယ်เนาะအဲ့တော့တကယ်လို့လာရောက်ပြီးတော့ဟိုင်းတဲ့အခါမျိုးမှာเนาะ message မရောက်တာမျိုးရှိခဲ့ရင်လည်းခွင့်လို့ပေးဖို့မြတ်တာရက်ခံရပါတယ်เนาะပို့ရတာလေးနည်းများတဲ့အတွက်ကြောင့်မလို့ error လေးပါလေးတွေဖြစ်နိုင်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်မျိုးတွေခွင့်လို့ပေးပါเนาะအဖွဲ့ဝင်ကြီးလည်းမခေါ်ပါဘူးအဖွဲ့ဝင်လည်းမခေါ်ဘူးเนาะကြိုတင်ငွေလည်းတောင်းခံခြင်းမရှိပါဘူးကျွန်တော်ညီကောင်တို့တခါလေးပြောမယ်เนาะအဖွဲ့ဝင်လည်းကျွန်တော်မခေါ်ပါဘူးကျွန်တော်ကြိုတင်ငွေလည်းမတောင်းခံပါဘူးကျွန်တော်ရဲ့ညီကောင်တို့စေတနာဖြစ်ကူညီပေးမှာဖြစ်ပါတယ်စေနာကြီးနဲ့ကူညီပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပေါက်ရင်ကျွန်တော်တို့စေနာကြီးနဲ့ကူညီပေးမှာဖြစ်ပါတယ်ကျွန်တော်ညီကောင်ပေါက်မှာကျွန်တော်တို့စေနာတက်နိုင်တဲ့လောက်ကလေးနဲ့အစဉ်ပြေတော့လေးနဲ့เนาะလုပ်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကြောင့်မလို့ကျွန်တော်ညီကောင်လာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျနှုတ်ဆက်ပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်เนาะ